ဆိုတော့ဟုတ်ပြီဒီနေ့ကတော့29ရက်နေ့လူကြီးကျုံဖြစ်ဖို့အတွက်16ရက်နေ့လောက်လိုတဲ့အချိန်ပါဆိုတော့ကဟုတ်ပြီဒီနေ့ကထွေထူးပြောစရာတော့မရှိထွေထူးပြောကြမရှိတော့ဖြစ်တယ်ဖြည့်တာပေါ့ကျွန်တော်ဒီနေ့လေဒင်းနာဆော့ချင်တဲ့တာတွေ့တယ်ကျွန်တော်တို့အဖွဲ့ပေါ့နော်ကျွန်တော်တို့အဖွဲ့လေဒင်းနာဆော့ချင်တဲ့တာတွေ့ပါတယ်အခုကတော့ကျွန်တော်တို့အခုလောလောဆယ်ဒါ break ရွတ်နေတာပါ28ခေါက်မြေတာတုပ်ကိုရွတ်နေတာဖြစ်ပါတယ်ဆိုတော့ကလူချင်းတော့နေပြီဒါပေမဲ့ကျွန်တော်မနေ့ပြန်စပြီးတော့ပဲလောက်ရမှာပါဒီနေ့ကဆရာကြီးလေဒင်းနာဆော့ချင်တဲ့တာတွေ့တာမို့လို့ပါဆိုတော့ကျွန်တော်တို့ပြောမယ်ဆိုရင်တော့ဗျာသွားခြင်းနဲ့ပြင်းပြတဲ့စိတ်ပဲရှိတယ်ဆန္ဒပဲရှိတယ်ဟိုမရှိဘူးပလန်ရပါညာရလို့မရှိဘူးဗျာဆရာကြီးစာပေဟောပြောပွဲမှာသူ့ရဲ့လိပ်စာကိုဟိုဗျာအရေးမို့ပေါ့နော်ပြောဘူးတာကျွန်တော်ကြားဘူးတယ်ပြီးသွားရင်စာအုပ်တိုက်ပေါ့နော်သူ့ရဲ့စာအုပ်တိုက်လို့ထင်ရတဲ့ပန်းမြိုင်လေစာအုပ်တိုက်ဆိုပြီးတော့ရှိတယ်အဲစာအုပ်တိုက်ကိုကျွန်တော်သွားတယ်သွားပြီးသွားတဲ့အခါကျတော့လိပ်စာနဲ့တိုက်ကြည့်လိုက်တော့ကျွန်တော်တိုက်ကြည့်လိုက်တဲ့အခါကျတော့โอเคတူရဟပေါ့တူရဟဆိုတော့โอเคမလွဲနိုင်တော့ဘူးဒါပဲဖြစ်မယ်ဆိုပြီးတော့ကျွန်တော်တို့မင်္ဂလာတုံသွားခဲ့တယ်မင်္ဂလာတုံဆိုပွင့်လင်းပြောရင်တောင်တကုံကနေဆိုရင်တော်တော်ဝေးပါတယ်ဒါပေမဲ့ကျွန်တော်ရောက်သွားခဲ့တယ်ပြင်းပြတဲ့စိတ်တစ်ခုနဲ့ပေါ့နော်ရောက်သွားတယ်ဆရာကြီးနဲ့စကားပြောဖြစ်တယ်ကံကောင်းလို့ပါနောက်ထပ်15မိနစ်နောက်ကြာတယ်ဆိုရင်တော့ဆရာကြီးနဲ့တွေ့မှာမဟုတ်တော့ပါဘူးဆိုတော့ကဒါကျွန်တော်ဒီနေ့တော့ပြောပါတယ်တော်တော်ကြီးကိုစားတော့ပွင့်လင်းပြန်ဘာမှမလုပ်ဖြစ်ဘူးဘာဆိုဘာမှမလုပ်ဖြစ်ဘူးပြန်လာရင်လုပ်မယ်ဆိုပြီးတော့ကျွန်တော်ဘုံပြောလိုက်ရှောက်သွားလိုက်လမ်းလျှောက်လိုက်ပြီးတော့တဲ့ခါကျရင်အိတ်လိုက်ပေါ့နော်အဲ့ဒါနဲ့တင်ချိန်ကုန်သွားပါတယ်ပြီးတော့ပေးရုပ်ကလည်းပေါ့နော်ဆိုတော့ကကျွန်တော်လူကြီးကျွန်းနီးဖြစ်တဲ့အတွက်မနေ့ပြန်စားပြီးကျွန်တော်တို့ပြန်ပြီးတော့စားတော့မှာဖြစ်ပါတယ်ဒီနေရာမှာကျတော့အဓိကလိုတာပါလဲဆိုရင်တငယ်ချင်းတွေကိုအိမ်ကိုအများကြီးမလာခိုင်းပါနဲ့ကျွန်တော်ကအကူအညီရန်တန်နေဗျာဆိုတော့က line ကူညီမိနေမယ်ဆိုတော့တငယ်ချင်းတွေကိုအရေးမကြီးဘူးဆိုရင်မလာပါနဲ့အောင်ညနေကြမှာလားညနေကျွန်တော်ပြေးနေတဲ့အချိန်ကြမှာလားအကြိုင်တော့ကိစ္စမရှိဘူးဗျာပြေးနေတဲ့အချိန်ဆိုတော့စကားလေးပြောလို့ရတယ်အချိန်လည်းမပုတ်ဘူးပေါ့ဒါပဲရှိတယ်တငယ်ချင်းတွေတိတ်မလာခိုင်းပါနဲ့ပြင်နောက်တစ်ခုကဘာလဲဆိုရင်ဖုန်းပြောတာပေါ့နော်ကျွန်တော်girlfriend ရှိတယ်ပေါ့ girlfriend နဲ့ဖုန်းပြောတဲ့နေရာမှာဆိုလေအရင်ကြာလို့မရပါဘူးသူကပွင့်လေးပြောမယ်ဆိုရင်ကျွန်တော်ရဲ့ time table ရှိတယ် time table အတိုင်းကိုတနားရီဆိုတနားရီပဲစကားပြောပါဒီလောက်ပါပဲအဲ့ဒါပြောချင်ပါတယ်ကျွန်တော်တခုတင်ခဲ့တာရလိုက်တာကပြင်းပြတဲ့စိတ်ဆန္ဒရှိမယ်ဆိုရင်ဖြစ်ပါတယ်တကယ်လိုက်လို့တာပေါ့နော်ကျွန်တော်ဆိုရင်အခုလေဒင်းနာဆော့ချစ်ပေါ့နော်ဆရာကြီးလေဒင်းနာဆော့ချစ်နဲ့တာတွေ့တယ်ဒီပြင်းပြတဲ့စိတ်တခုနဲ့တာတွေ့တယ်တွေးကျင်တဲ့လူတွေလည်းအများကြီးပဲဒါမှမဟုတ်ဘာဖြစ်လဲသူတို့မှာဆန္ဒကအဲ့လောက်ကျွန်တော်လောက်မပြင်းပြဘူးကျွန်တော်လောက်မပြင်းပြတော့ကျွန်တော်လူမျိုးမတွေ့ခဲ့ဘူးပေါ့ကျွန်တော်ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်တော်ပါမှာဒီလူချင်းစုလည်းကျွန်တော်ရအောင်လောက်တော့ဆန္ဒပြင်းပြနေပါတယ်ဆိုတော့ yeah let's see bye bye